။အော်ငှက်ကလေးတွေရဲ့အော်တန်ကိုကြားဘူးကြတယ်မဟုတ်လား။သူတို့ဟာတကယ်ပဲအော်လို့အော်နေတာရောဟုတ်ရဲ့လား။တခါတော့ကချမ်းသာကြွယ်ဝတဲ့ခွန်ဆန်လောလို့ခေါ်တဲ့ရှမ်းမျိုးသားကုံတဲ့လူငယ်လေးတူရှိခဲ့ပါတယ်။သူဟာကုံကူးရင်ခရီးထွက်လာရကနေစင်းရဲပေမဲ့ရုပ်ရည်လွန်ချောမောလာပတဲ့နန်းဦးပြင်ဆိုတဲ့မိန်းကလေးနဲ့ဆုံတွေ့ခဲ့ပါတယ်။ဟူးစာပါလာတဲ့အခါအစင်တန်းကွာဟမှုတွေကသူတို့နှစ်ဦးကိုမတားဆီးနိုင်ခဲ့ပါဘူး။သူတို့နှစ်ဦးဟာမြင်မြင်ချင်းချစ်ကြိုက်သွားခဲ့ပြီးနှစ်ဦးသဘောတူလက်ထပ်ခဲ့ကြပါတယ်။ခွန်ဆန်လောဟာသူ့ရဲ့ချစ်စနီးလေးကိုမိဘတွေရှိရာအိမ်တော်ကိုခေါ်ဆောင်လာခဲ့ပါတယ်။ဒါပေမဲ့ဇက်တူသားချင်းမဟုတ်တဲ့စင်းရဲသူလေးကိုခွန်ဆန်လောရဲ့မိခင်ဖြစ်သူရောက်ခမကြီးကတော့လုံးဝကိုသဘောမကျခဲ့ပါဘူး။သားဖြစ်သူရှိနေချိန်မှာတော့ဟန်ဆောင်ပြုံးပြနေပေမဲ့ကွယ်ရာမှာတော့နန်းဦးပြင်အတွက်ဒီအိမ်ကြီးဟာငရဲခန်းတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ချိန်တွေကြာလာတဲ့အခါနန်းဦးပြင်မှာကိုဝင်ဆောင်ထားရပြီဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲခွန်ဆန်လောဟာအဝေးကိုကုန်းကူးထွက်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ခွန်ဆန်လောအိမ်ကနေထွက်သွားတာနဲ့တပြိုင်နက်ရောက်ခမကြီးရဲ့မူလစရိုက်မှန်တွေပေါ်လာပါတော့တယ်။ကိုဝင်ကြီးနဲ့နန်းဦးပြင်ကိုရေခတ်ထင်းခွဲစတဲ့အိမ်လှုပ်ကျန်းတွေကိုမနားတဲ့ခိုင်းစီပါတော့တယ်။ဒါပေမဲ့ခင်မုန်းဖြစ်သူကိုချစ်တဲ့စိတ်နဲ့နန်းဦးပြင်ဟာအန်ကျိတ်ပြီးတီးခံခဲ့ရှာပါတယ်။ရောက်ကမကြီးရဲ့မုန်းတီးမှုတွေကတော့အလုတ်ကျန်းခိုင်းယုံနဲ့အားမရခဲ့ပါဘူး။နန်းဦးပြင်ဘိုက်ထဲကကလေးကိုပါပြက်ကျစေခြင်းနဲ့အထိရက်ဆက်ခဲ့ပါတယ်။ဒီနေ့မှာတော့နန်းဦးပြင်အမြဲအထက်ဆင်းလုံနေတဲ့လေကရစ်တွေမှာဆက်ပြာရည်တွေစီတွေကိုတုပ်လိမ့်ထားခဲ့ပါတယ်။ဘာမှမသိရှာတဲ့နန်းဦးပြင်ဟာလေကားပေါ်ကနေလိမ့်ကျပြီးသွေးတန်တရဲရဲနဲ့အပြင်းထန်ဒဏ်ရာရသွားခဲ့ပါတော့တယ်။ဒီအိမ်မှာဆက်နေရင်သူ့ကလေးရောသူပါတက်သေးရတော့မယ်ဆိုတာကိုနန်းဦးပြင်သိလိုက်ရပါပြီ။ရောက်ကမရဲ့ရက်စက်မှုတံကိုမခံနိုင်တော့တဲ့ဆုံးနန်းဦးပြင်ဟာသွေးတန်တရဲရဲနဲ့မိဘတွေရှိရာရွာကိုညာရင်းချင်းထွက်ပြေးခဲ့ပါတော့တယ်။ခက်ခဲချမ်းတဲ့ဒေါ်လန်ခရီးမှာကိုဝင်ကြီးနဲ့နန်းဦးပြင်ဟာဒဏ်ရာတွေကြောင့်တလှမ်းချင်းမနှဲရုံးကန်ပြီးရှောက်လန်းခဲ့ရပါတယ်။ခရီးတစ်ဝက်ရောက်မှာတော့နန်းဦးပြင်ဟာသွေးလွန်ပြီးရှင်းဆက်မရှောက်နိုင်တော့ပါဘူး။အဲ့ဒီနေရာမှာပဲသားငယ်လေးကိုမိဖွားခဲ့ပါတယ်။တိတ်ဆုံးတော့မဲ့နန်းဦးပြင်ဟာသူ့ရဲ့သွေးစွန်းနေတဲ့သားငယ်လေးကိုရင်မာပိုက်ပြီးနောက်ဆုံးထွက်သက်မှာသားလေးနောက်ဘဝကျရင်ငှက်ကလေးဖြစ်ပြီးမင်းဖေကိုလိုက်ရှာပါတော့လို့မှာကြားပြီးအသက်ထွက်သွားခဲ့ပါတယ်။အဲ့ဒီကလေးငယ်လေးဟာလည်းငှက်ကလေးဘဝကိုရောက်သွားပြီးအဖေခွန်လောလို့တစားစားအော်ဟစ်ရှာဖွေရာကနေနှစ်တွေကြာလာတဲ့အခါအော်လို့အော်တဲ့အော်ငှက်ကလေးရဲ့လို့ဖြစ်လာခဲ့ပါတော့တယ်။ခရီးကနေပြန်ရောက်လာတဲ့ခွန်ဆန်လောဟာအဖြစ်မှန်ကိုတိတိချင်းပဲနန်းဦးပြင်နောက်ကိုယူမတက်လိုက်ရှာခဲ့ပါတယ်။ဒါပေမဲ့တစ်ပင်အောက်ကအသက်မဲ့နေတဲ့နန်းဦးပြင်ရဲ့ခန္ဓာကိုယ်ကိုပဲအေးဆက်စွာတွေ့လိုက်ရပါတယ်။ချစ်ရသူကိုဆုံးရှုံးလိုက်ရတဲ့နာကျင်မှုကြောင့်ခွန်ဆန်လောဟာအဲ့ဒီနေရာမှာရင်ခွဲနာကျပြီးတိတ်ဆုံးသွားခဲ့ရပါတော့တယ်။သူတို့နှစ်ဦးတိတ်ဆုံးသွားပြီမဲ့ရောက်ခမကြီးရဲ့အမုန်းတရားတွေကတော့မဆုံးသေးပါဘူး။အုတ်ကူနှစ်ခုကိုရှင်လျက်လှုပ်ပေးခဲ့ပေမဲ့ဝိညာဉ်တွေမြေအောက်မှာတော့မပေါင်းဖက်နိုင်အောင်အုတ်ကူနှစ်ခုကြားမှာဝတ်စစ်30ပါတဲ့ဝါးပိုင်းကိုခြားပြီးမြုပ်နှံခဲ့ပါတယ်။အဲ့ဒီမုန်းတရားတွေကြောင့်ပဲခွန်ဆန်လောနဲ့နန်းဦးပြင်တို့ဟာကောင်းငင်ရံမှာကျဲလေးနှစ်ပွင့်ဖြစ်ခဲ့ပေမဲ့ဂျားတွေကဝတ်စစ်30ကြောင့်အခုချိန်ထိကျဲ3ပွင့်တန်းချားနေပြီးတဦးနဲ့တဦးမထိတွေ့နိုင်ပဲကွဲကွာနေရဆဲပဲလို့ဒန်နာရီတွေမှာဆိုကြပါတော့တယ်။ပရိသတ်ကြီးတို့ရောအော်ငှက်ကလေးအော်တန်ကြတိုင်းဒီဇလန်လေးကိုသတိရမိမယ်ထင်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးသွားလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာဇလန်လေးတွေကိုကြည့်ရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ဒီ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။